Photoshop နဲ့လည်းကျွန်တော်တို့ပုံလေးကိုပြင်ကျင်တယ်ဒါပေမဲ့စက်ကလည်းမနိုင်ဘူးအဲ့ကျွန်တော်ဘယ်လိုလုပ်မလဲအဆင်ပြေပါတယ်ကျွန်တော်တို့ Photoshop နဲ့လုံးဝ interface ကို tools တွေရောအားလုံးတူတဲ့ cloud based Photoshop အသေးသားတစ်ခုကျွန်တော်တွေ့ထားတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အကုန်လုံးကိုကျွန်တော် sharing လုပ်ပေးမယ်အဲ့ကောင်လေးကဘယ်သူတွေအတွက်အသုံးဝင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရုံးမဆိုင်ရာအလုပ်လုပ်နေတဲ့လူတွေကျွန်တော်တို့ပုံလေးတွေအသေးသားပြင်ဖို့လိုအပ်တဲ့လူတွေရှိမယ်ဒါပါတော့ကျွန်တော် PowerPoint တွေပါလုပ်ဖို့တချို့ပုံတွေကျွန်တော် cap လုပ်မယ် crop လုပ်မယ် pixel ချုပ်မယ်ဒါမျိုးလိုတဲ့လူတွေသုံးလို့ရတယ် content creator တွေသုံးလို့ရတယ် digital marketer တွေသုံးလို့ရတယ်ပြီး online shopping လုပ်မဲ့တွေလည်းသုံးလို့ရတယ်အခုမှ Photoshop ကိုစပြီးတော့လေ့လာခြင်းတဲ့သူတွေလည်းသုံးလို့ရတယ်ကိုကဘာလို့လဲဆိုတော့ဆက်က Photoshop တော့စပြီးလေ့လာခြင်းတယ် Photoshop software ကြီးကို install လုပ်ဖို့နိုင်လောက်တဲ့ laptop တွေမရှိဘူး computer တွေမရှိဘူးဆိုလို့ရှိရင်ပုံမှန်ရိုး laptop လေးနဲ့ internet ကောင်းလို့ရှိရင်ဒီကောင်စပြီးသုံးလို့ရပါတယ် internet speed ကလည်းအရင်မလိုဘူးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြပေးမယ်အဲ့ဒါလေးကတော့ photofia.com ဖြစ်ပါတယ်အဲ photofia ဆိုတာ Photoshop ရဲ့သားလေးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အဲ့တော့ PHOTOPEA photofia ဆိုပြီးတော့ Chrome ရဲ့ search bar မှာရိုက်ပြီးတော့ရှာလိုက်ပါဒီကောင်လေးကြာလာပါလိမ့်မယ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ကဘယ်လိုသုံးလို့ဆိုတာလေးကိုအကြမ်းလေးပြပေးမယ်နော် Okay ဒီမှာ photofia ကိုကျွန်တော်ဝင်ပြီးသွားပြီပေါ့နော်ဒါ photofia interface လေးဒီဘက်ချမ်းမှာတော့ကြော်ညာလေးတွေဒီခါလေးရောက်ရှင်တက်လိမ့်မယ်ပေါ့နော်ကြော်ညာကတော့ထားလိုက်ပါလိမ့်မယ်ကြော်ညာကတော့တစ်ခါလေးတက်ပလေးတွေပေါ့သူကဒီ website ကို free သုံးပေးထားတာဆိုတော့ကြော်ညာကတော့သူဝင်လိမ့်မယ်အခုတော့ကြော်ညာမရှိတော့ဘူးဒီမှာကျွန်တော်တို့ Photoshop နဲ့တော်တော်လေးကိုစင်တူတာတွေ့ရလိမ့်မယ်ဒီမှာဆိုလို့ရှိရင် menu bar မှာအကုန်လုံးပါတယ် file edit image layer select filter view ဒါ Photoshop interface နဲ့ရင်းနှီးမှုတဲ့လို့ဆိုသိလိမ့်မယ်ဒါတွေအကုန်လုံး Photoshop တော့တော်တော်လေးတူတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုပါလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ new project ဆိုလို့ရှိရင် project အသစ်ဖွင့်ဖို့အတွက် open from computer ဆိုလို့ရှိရင်ကျွန်တော် computer ကနေပြီးတော့ file သွားယူမှာပေါ့နော်ပြီးရင်ကျွန်တော်ဒါလေးတစ်ခုချင်းဖွင့်ပြမယ်နော်အခုတော့ဒီကောင်က template ဆိုတာဘာသွားကောင်းလဲဆိုတော့ဒီမှာကျွန်တော်တို့က content creator တွေတော့တော်တော်လေးအဆင်ပြေတယ်ပေါ့နော်ကျွန်တော် template နဲ့ design သမားတွေလည်းသုံးလို့ရတယ် designer လည်းသုံးလို့ရတယ်ပေါ့နော် designer ဆိုတာအခုမှ newbie လေးပဲပြတကယ် software ကြီး hardware ကြီးတွေမသုံးနိုင်ဘူး software ကြီးလည်း install မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒီကောင်လေးနဲ့ကိုက client ကိုဆွဲပေးလို့ရတယ်ပေါ့နော် resolution ရစအကုန်လုံးချိန်လို့ရတယ်ဒီမှာ template မှာဆိုလို့ရှိရင် ready made လေးရှိတယ်ဒီမှာဆိုလို့ရှိရင် CV file တွေလည်းရှိတယ် social media post တွေရှိတယ် business card တွေရှိတယ်ကျွန်တော်အကြမ်းမြင့်ဝင်ပြမယ်နော်ဒီကိုဝင်လိုက်မယ် okay ဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကရိုက်ရှာလို့ရတယ်ထားတော့ကျွန်တော် business card ဆိုကြလို့မယ်ဆိုလို့ရှိရင်ဒီမှာ business card တွေအကုန်ကြတာလေဒီကောင်တွေအကုန်လုံးက layer ပါပြီးသား design နဲ့အခြေခံနဲ့ရင်းနှီးရလို့သိလိမ့်မယ် layer ပါတယ်ဥပမာကျွန်တော်နမူနာတစ်ခုဖွင့်ပြမယ်ဒီကောင်ကျွန်တော်ဖွင့်ပြလိုက်မယ်ဒါကိုကျွန်တော်ဖွင့်ပြမယ်ဆိုလို့ရှိရင် okay ကျွန်တော်ဖွင့်ပြလိုက်မယ်ဒါဆိုလို့ရှိရင်ခဏ loading ဆွဲရမယ်သူက cloud based ဖြစ်တဲ့ loading တော့လည်းဆွဲရမယ်မာဂျီတိုင်း layer တွေအကုန်လုံးပါတယ်ဒီမှာသူ့ရဲ့ dye cut တွေပါပြီးသားเนาะ dye cut knife frame ပါထားတယ်ဒါဓာတ်ပေါင်ပါတယ်ပြီးရင် bleed trim ဆိုတာဒီကောင်ကသူ့ရဲ့ကျွန်တော်တို့ offset မှာ print လုပ်လို့ရှိရင်သုံးတဲ့ကောင်တွေပေါ့နော်ဒါ design သမားဆိုလို့ရှိရင်သိတယ်ပေါ့နော်ဒီမှာ front color ဒါအရှိဒါအနောက်အရှိနောက်ပဲနော် back cut က front cut ကအကုန်ရှိတယ်အဲ့တော့ဒီမှာလည်း layer တွေပါပြီးသားကျွန်တော်ခွဲကြည့်မယ်ဆိုလို့ရှိရင် layer တစ်ခုချင်းအားလုံးပါတယ်ဒီမှာတစ်ခုချင်းကျွန်တော်တို့စာတွေကိုလည်းဝင်ပြီးပြင်လို့ရတယ်တကယ်လို့ကိုကနေကိုစမ်းသက်သုံးကြည့်ခြင်းတယ် design ကိုလည်းနည်းဝါသနာပါတယ်စမ်းပြီးတော့လည်းသုံးကြည့်ခြင်းတယ်ဆိုလို့ရှိရင်တော့ဒါလေးကိုကျွန်တော်တို့သုံးကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်ဒီကောင်တွေအကုန်လုံးကကျွန်တော်တို့ဝင်ပြီးပြင်လို့ရတယ် information တွေအကုန်လုံးကိုယ့်ရဲ့ phone number ထည့်မယ်ကိုယ့်ရဲ့နာမည်ထည့်မယ်အကုန်လုပ်လို့ရတယ်ပေါ့နော်ဒါကကျွန်တော်နမူနာပြပေးတာဒါ name cut ပြီးလို့ရှိရင်ကျွန်တော်တို့က name cut ကိုမလုပ်ရှင်ဘူးဆိုလို့ရှိရင်လည်းနမူနာပြမယ်ကျွန်တော်ဒီမှာ Facebook post ကိုကျွန်တော်နှိပ်လိုက်မှာဆိုလို့ရှိရင်ဒီမှာ post template လေးကြာလာပြီဒီဟာလေးကိုလည်းကျွန်တော်တို့က as ကြော်ညာဖြစ်ကျွန်တော်တို့သုံးရင်လည်းသုံးလို့ရတယ်ပေါ့နော်ဒါလေးတွေရှိပါတယ်ပေါ့နော်ဥပမာကျွန်တော်ဒီကောင်တစ်ခုဖွင့်ပြမယ်နော်နမူနာဒီမှာ burger s လေးဖွင့်သွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း layer တွေအကုန်လုံးပါတယ်ဒီ burger ကနေစပြီးတော့အကုန်လုံးကိုကျွန်တော်တို့ကတစ်ခုချင်း layer ခွဲထုတ်လို့ရတယ်ပေါ့နော်ဒါလေးကတော်တော်လေးအဆင်ပြေတယ်နောက်တစ်ခုကျွန်တော်ထပ်ပြရမယ်ကျွန်တော်တို့ဒီမှာ new project ဆိုလို့ရှိရင်လည်း new project နေပြီဆိုတာဒီမှာအကုန်လုံးကျွန်တော်တို့ site တွေအကုန်လုံးရှိတယ် Photoshop က interface တိုင်းပဲလုံးဝအကုန်လုံးတူတူပဲဒီမှာ width တွေ height တွေချိန်လို့ရမယ် resolution ချိန်လို့ရမယ်ပြီးရင်ကျွန်တော် background ပြီးရင် color profile ကိုချိန်လို့ရတယ်ပေါ့နော် Photoshop အတိုင်းပါပဲပြီးရင်ဒီမှာ open from computer ကို computer ပုံတစ်ပုံပြင်နေတယ်ဆိုလို့ရှိရင်လည်းဒီကောင်နှိပ်ပြီးတော့ကို computer တွေကပုံသွားယူလို့ရပါတယ်ပေါ့ဒီမှာကျွန်တော်တို့ရဲ့ file နဲ့ရောက်သွားပြီ file ထဲမှာဆိုကျွန်တော်နမူနာတစ်ခုဖွင့်ပြလိုက်ပါဒီမှာလေးကျွန်တော်ဖွင့်ပြလိုက်မယ်နော် open ဆိုလို့ရှိရင်ဒီမှာဒါကျွန်တော်ဖွင့်ထားတဲ့ပုံပေါ့နော်ဒီပုံမှာကျွန်တော်စာရိုက်ချင်တယ်ရိုက်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တစ်ခုခုဒီမှာ Photoshop က Mark 2 ယူပြီးတော့ကျွန်တော် color fill နဲ့ဆိုလို့ရှိရင်လည်းဖြည့်လို့ရပါတယ်okay ရတယ်ဒါဖြည့်လို့ရတယ်နောက်ပြီးရင်ဒီမှာကျွန်တော်တို့နောက်တစ်ခုက CV file တွေလည်းကျွန်တော်တို့ယူလို့ရတယ်အဲ့တော့ CV file တွေကျွန်တော်တို့ CV file တွေလုပ်ချင်တာလားဒီမှာပုံပြင်ချင်တာလားဖောင်ပြင်ချင်တာလားဖောင်ပြင်တယ်ဆိုတာ CV file ပြင်တာကိုပြောတာဒီမှာ CV file ကျွန်တော်တို့ရှာလို့ရတယ်ကျန်တဲ့တခြား file တော့မပြင်နဲ့ဟောဗျာ CV file ပဲပြင်ပါဒီမှာ CV file တွေရှိတယ်ဒီကောင်တွေကိုကျွန်တော်တို့ဝင်ပြီးတော့ကိုယ့်ရဲ့ biography တွေကိုယ့်ရဲ့ resume ကိုလည်းကိုမလာပြီးလုပ်လို့ရပါတယ်နော်အဲ့ဒါလေးပြောပြတာပါပြီးနောက်တစ်ခုကကြာတော့ကျွန်တော်ဘာလုပ်လို့ရသေးလဲဆိုလို့ရှိရင်ဒီမှာsorry ကျွန်တော် CV file နှိပ်မိပါတယ်ပေါ့နော် CV file ကိုကျွန်တော်ချက်ကြည့်လိုက်မယ်ဝင်လက်စာနဲ့မထူးတော့ဘူးနော် CV file လေးကျွန်တော်ကြည့်လိုက်ဒီမှာ CV file ဒီမှာကျွန်တော်တို့အကုန်လုံးပြင်လို့ရတယ်ဒီမှာဆိုလို့ရှိရင် scales တွေပါမယ် contact artwork ပြီးလို့ရှိရင်ဒီမှာအကုန်ပေါ့နော်သူ့ရဲ့ CV file နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးပါတယ်ကိုမလိုချင်တဲ့ဥစ္စာကိုဖြတ်ထုတ်လို့ရတယ်ဒီမှာ layer အလုံးခွဲထားပြီးသားဒီမှာပုံနဲ့ကျွန်တော်တို့ပုံကလည်း replace လုပ်လို့ရတယ် change လို့ရတယ်ပေါ့နော်
okay ဒါလေးကတော်တော်လေးအဆင်ပြေတယ်သူ support ပေးတဲ့ file တွေကဒီမှာပြထားပေးပါတယ် Photoshop လည်းလုပ်တယ် AI ကိုလည်းသူက support ပေးတယ်ဒီမှာ Adobe XD လည်းရတယ် Figma လည်းရတယ် Sketch အကုန်လုံးရတယ် PDF file လည်း support ပေးတယ် raw file လည်းရတယ်ပေါ့နော်ပြီးဒီမှာ JPEG တွေ PNG တွေ GIF တွေ TIFF တွေအကုန်လုံးရတယ်ပေါ့နော် file တော်တော်များများဒီကောင် support ပေးတယ်အကုန်သုံးလို့ရတယ်တော်တော်လေးမိုက်တယ်အဲ့တော့ဒီကောင်လေးကဘယ်သူတွေနဲ့အသုံးဝင်မလဲဆိုလို့ရှိရင်ခုနကကျွန်တော်ပြောသလိုဒီကောင်လေးကဘယ်သူတွေအတွက်အသုံးဝင်လဲဆိုလို့ရှိရင် content creator တွေအတွက်အသုံးဝင်တယ်ပြီးလို့ရှိရင် online shopping လုပ်တဲ့လူတွေလည်းအသုံးဝင်တယ်ပြီးလို့ရှိရင်အခုမှစပြီးတော့ design ပညာကိုစပြီးလေ့လာခြင်းတဲ့လူတွေလည်းအသုံးဝင်တယ်ဘာဖြစ်လဲဆိုတော့ဟိုကိုမှတကယ် high end device တွေမရှိဘူး computer တွေ laptop တွေကလည်းနည်းနည်းလေး specification ကနေနေတယ် Photoshop ကို install လုပ်ပြီးတော့သုံးလို့မရဘူးဆိုလို့ရှိရင်ဒီ Photofia လေးကိုသုံးကြည့်လို့ရတယ် Photoshop နဲ့တော်တော်လေးကိုတူတယ် shortcut key တွေကတော့နှိပ်လို့သိအဆင်ပြေမှာမဟုတ်ဘူးဘာဖြစ်လဲဆိုတော့ဒီကောင်က website base ဖြစ်တဲ့ shortcut key နဲ့သုံးလို့အဆင်မပြေဘူးဒါပေမဲ့ manual သွားမှဆိုလို့ရှိရင်တော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်သုံးလို့ရတယ်နောက်တစ်ခုကကြတော့ Photoshop ရဲ့ tool တွေအကုန်လုံးဒီပါကိုဒီမှာသုံးလို့ရတယ်သုံးလို့ရတော့တော်တော်လေးကို strong ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ကိုကဒီ design နဲ့ပတ်သက်ပြီးတော့လေ့လာထားတာရှိတယ်သင်တန်းတွေပါတက်ထားတာရှိတယ်ပြီးရင်ပြန်လဲမလေ့ကျင့်လို့ရှိရင်မေ့မှာဆိုတဲ့လူမျိုးတွေဒီကောင်လေးကိုသုံးလို့ရတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်လာပြတာဖြစ်ပါတယ်ကျွန်တော်ကတော့ကိုဟင်းပါနောက်တဲ့ဗီဒီယိုလေးမှာကျွန်တော်တို့ပြန်ပြီးတော့တွေ့မယ်နောက်တဲ့လိုမျိုး knowledge sharing လေးတွေကိုလည်းဒီနေ့ကိုဗီဒီယိုတစ်ခုနဲ့ကျွန်တော်အားရင်အားသလိုပုံမှန်လေးတင်ဆက်ပေးသွားပါမယ်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာတွေ့ကြမယ်